တငယ်ချင်းတို့ရေသဘာဝတရားရဲ့အလှတရားတွေနဲ့ပြည့်ပြည့်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမဖြစ်မနေသိထားတဲ့အော်စရာကောင်းလောက်အောင်တပပြီးထင်ရှားကြော်ကြားတဲ့တောင်ကြီးလေးလုံးအကြောင်းကိုသိပြကြပြီလားဒီနေ့ဗီဒီယိုထဲမှာအတူတူကြည့်လိုက်ရအောင်ပထမဆုံးတစ်ခုကတော့ခါကားပွေရစီတောင်ပါကချင်ပြည်နယ်နောင်မုံမြို့နယ်မှာရှိပြီးအမြင့်19196ပေရှိပါတယ်မြန်မာနိုင်ငံတင်မကပဲအရှိတောင်အာရှမှာပါအမြင့်ဆုံးတင်ဖုံးတောင်ကြီးအဖြစ်ကဘာတဲ့ခရီးပွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုပေါ့ဒုတိယတစ်ခုကတော့ပြန်လည်ရစီတောင်ပါသူလေးကချင်ပြည်နယ်ထဲမှာပဲရှိပြီးအမြင့်19141ပေရှိပါတယ်ခါကာပွေရစီတောင်ကြီးရဲ့အနီးနားမှာပဲခန့်ရထေဝါစွာတည်ရှိနေတဲ့ဒုတိယအမြင့်ဆုံးတောင်ကြီးပဲဖြစ်ပါတယ်တတိယတောင်ကတော့ဆာယာမီလီတောင်ပါစကိုင်းတိုင်းဒေသကြီးထဲမှာတည်ရှိပြီးအမြင့်11553ပေရှိပါတယ်ဒီတောင်ကြီးကတော့နာဂတောင်တန်းတွေထဲမှာအမြင့်ဆုံးတောင်ထက်ဖြစ်ပြီးတင်ပြင်းတဲ့တွေကိုအနာပါဆုံးမြင်တွေ့ရတဲ့နေရာတစ်ခုပါနောက်ဆုံးစတုထတောင်ကတော့ဝိတိုရီယာတောင်ပါချင်းပြည်နယ်မှာရှိပြီးအမြင့်1019ပေရှိပါတယ်သူ့ကိုခေါ်လို့ဆိုဒါမှမဟုတ်ညမတောင်လိုလဲလူသိများကြပါတယ်ရှားပါးစီဝါမျိုးစုံမျိုးကွဲတွေနဲ့တောင်ဇလက်ပိုင်းမီရဲရဲလေးတွေပွင့်တဲ့ချင်းတောင်တိုင်းရဲ့အသာဆုံးအသေးတစ်လုံးပေါ့တငယ်ချင်းတို့ရောဒီတောင်ကြီးလေးလုံးထဲကပဲတောက်ကိုအရောက်သွားပြီးစွန့်စားကြည့်လဲဆိုတာပုံမှန်မှာပြောခဲ့အောင်နော်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လုပ်ဖို့လည်းမမေ့နဲ့